နွားငယ်လေးတစ်ကောင်ဟာသူ့ရဲ့အမွေရောင်ကွဲပြားမှုကြောင့်နွားအုပ်စုထဲကအမြဲတမ်းအနိုင်ကျင့်ခြင်းမောင်းထုတ်ခြင်းခံခဲ့ရပါတယ်အကြိမ်ကြိမ်အနိုင်ကျင့်ခံရတာကြောင့်စိတ်တက်ကြပြီးထောက်တနေရမှာပဲအမြဲတမ်းဝမ်းနည်းနေခဲ့ရပါတယ်ဖြတ်သွားဖြတ်လာလူငယ်တစ်ယောက်ကဒီနွားငယ်လေးရဲ့ဝမ်းနည်းစရာအခြေအနေကိုတွေ့သွားပြီးတနာသွားပါတယ်သူကနွားငယ်လေးကိုပတ်စံအများကြီးပေးပြီးဝယ်ယူကာသူ့ဇနီးအတွက်လက်ဆောင်ဖြစ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်နွားငယ်လေးကတော့သူ့ရှိမှာဘာတွေဆက်ဖြစ်လာမလဲဆိုတာမသိပဲတွေ့ဝေနေခဲ့ပါတယ်အိမ်ရောက်တဲ့အခါလူငယ်လေးကသူ့ကိုရေနွေးနွေးလေးနဲ့ရေချိုးပေးပါတယ်ဂယုတစိုက်နဲ့အမွေတွေကိုခြောက်သွေ့အောင်လုပ်ပြီးတော့အရင်ကပုံစံအိုမင်းညစ်ပတ်နေတဲ့နွားငယ်လေးကလုံးဝပြောင်းလဲသွားပါတယ်သူ့ဇနီးမြင်လိုက်တဲ့အခါမှာတော့အရန်ချစ်ဖို့ကောင်းတဲ့နွားငယ်လေးကိုသဘောကျသွားပြီးပွေ့ဖက်ကချစ်မဝဖြစ်နေတော့ပါတယ်သူမလည်းဒီကလေးလေးကိုအကောင်းဆုံးဂယုစိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်နေ့တိုင်းလက်ဆက်တဲ့နွားနို့ပူပူလေးတွေတိုက်ပါတယ်သူမရဲ့ဂယုစိုက်မှုအောက်မှာနွားငယ်လေးဟာအသက်ဝင်လာပြီးအိမ်သစ်မှာပျော်ပျော်ပါးပါးနေတက်လာပါတယ်ကြောင်လေးတွေခွေးလေးတွေနဲ့လည်းတငယ်ချင်းဖြစ်သွားပါတယ်သူတို့ကိုသဘောကောင်းတာကိုခံစားမိတဲ့အတွက်သူလည်းတခြားသူတွေကိုပြန်ပြီးဂယုစိုက်တက်လာပါတယ်လူကြီးတွေမရှိတဲ့အချိန်မှာသူကကလေးငယ်လေးကိုစောက်ရှောက်ပေးတယ်ကလေးကလည်းသူ့ကိုအရန်ချစ်ပြီးအမြဲတမ်းစော့ကစားတယ်နွားငယ်လေးကလည်းသူတို့ရဲ့ကြီးပြင်းလာတဲ့လန်ခီးမှာအနှွေးထွေးဆုံးတငယ်ချင်းဖြစ်လာပါတယ်ဇနီးတွေကသူ့ကိုအမြဲတမ်းအပြင်ခေါ်သွားတတ်ပါတယ်နွားငယ်လေးလည်းအရန်ပျော်ပြီးမျက်ခင်းပြင်မှာပြေးလွှားစော့ကစားပါတယ်စော့ကစားလို့သပင်တွေရှုပ်ပွားသွားတဲ့အခါဇနီးတွေကခေါင်းပြပေးပါတယ်အဲ့ဒီခံစားချက်ကိုသူအရန်ကြိုက်တာမို့မျက်လုံးလေးပိတ်ပြီးခံစားနေပါတယ်ချစ်စရာကောင်းတဲ့ဒီကောင်လေးကိုမြင်တဲ့အခါဇနီးတွေကအရန်ချစ်ဖို့ကောင်းအောင်အလှဆင်ပေးပါတယ်လက်ပြခေါင်းစည်းလေးတွေပန်းကုန်းလေးတွေနဲ့ဆိုရင်ပိုပြီးလှသွားပါတယ်ကောင်းပွိုင်းအုပ်ထုပ်ကောင်းပွိုင်းဖက်နှက်လေးတွေနဲ့ဆိုရင်တော့မျိုးလေးထဲမှာတကယ်ကိုကျေပွင့်လေးလိုပါပဲလူတွေလည်းသူ့ကိုပဲငေးကြည့်နေကြပါတယ်တမိသားစုလုံးရေကူးသွားတဲ့အခါမှာလည်းသူ့ကိုခေါ်သွားပါတယ်ရေကူးပြားပေါ်မှာပက်လက်လေးလဲပြီးနေအောင်ကြီးနဲ့လင်းချင်းကိုခံစားနေတဲ့နွားငယ်လေးကအရန်အေးချမ်းနေပါတယ်လူငယ်လေးမိသားစုကသူ့ကိုအရန်ချစ်ကြပါတယ်ပွဲတော်ရက်တွေမှာလည်းအလှဆင်ပေးပြီးအတူတူပျော်ရွှင်ကြပါတယ်ကြီးပြင်းလာတဲ့အခါမှာလည်းအိမ်ရှင်ကလေကွင်းကြီးတစ်ခုဝယ်ပေးပြီးရေကူးကန်မှာစောက်ပေးထားပါတယ်သူ့ဘဝကတာမန်နွားတွေထက်တောင်တက်တောင့်တက်တာရှိနေပါတယ်နွားငယ်လေးဟာကြီးညံလိုက်တာဥချိုလေးတွေတောင်ထွက်လာပြီးအရင်ကလိုပိန်လီနေတဲ့ပုံစံမျိုးမဟုတ်တော့ဘူးခန္ဓာကိုယ်တောင့်တင်းလာပေမဲ့စိတ်သဘောထားကတော့နူးညံ့သိမ်မွေ့ဆဲပါပဲမေတ္တာတရားနဲ့ကြီးပြင်းလာတဲ့အတွက်သူ့စိတ်နှလုံးသားကနူးညံ့နေဆဲပါအနိုင်ကျင့်ခံရတဲ့နွားလေးတစ်ကောင်ကနေအချစ်ခံရတဲ့မိသားစုဝင်တစ်ယောက်အထိနွားငယ်လေးဟာကဘာကြီးရဲ့ကောင်းမြတ်မှုကိုသူ့ရဲ့နူးညံ့သိမ်မွေ့မှုနဲ့ပြန်လဲတုတ်ပြန်ခဲ့ပါတယ်သူတို့မိသားစုကိုကယ်တင်လိုက်တာကသူ့ကိုချစ်တဲ့သူတွေတင်မဟုတ်ဘဲနွားငယ်လေးကလည်းသူတို့ရဲ့ပျော်ရွှင်မှုကိုကယ်တင်ပေးလိုက်တာပါတကယ်မိသားစုဆိုတာသွေးသားတော်ဆက်ချင်းထက်အချင်းချင်းချစ်ခင်ကျင်နာမှုနှွေးထွေးမှုတွေကပိုပြီးအရေးကြီးတယ်ဆိုတာကိုသူတို့သက်သေပြလိုက်ပါတယ်